သူကရီမြောင်းဖုံးတန်တန်နေကြားတဲ့ကိုသူ့လက်မောင်းကြီးထည့်ပြီးတခုခုအတင်းဆွဲထုတ်ဖို့ကြိုးစားနေတာမျက်နှာမှာလည်းအယမ်းကိုအားဆိုင်ထားတဲ့ပုံစံနဲ့ပေါ့ခဏနေတော့အားဆိုပြီးအားကုန်တုံးလိုက်တဲ့အချိန်မှာသူဆွဲထုတ်လိုက်နေတာကကောင်မလေးတယောက်ထီးလေးဆောင်ပြီးလမ်းလျှောက်လာတော့လမ်းပြေးကရီမြောင်းနားမှာယောက်ျားလေးတယောက်ဒူးတောက်ပြီးတခုခုကိုအသေးအတန်ကြိုးစားပန်းစားနိုင်နေတာကိုလမ်းမြင်လိုက်ရတယ်ကောင်မလေးလည်းဘာများဖြစ်တာပါလဲဆိုပြီးအနားကိုတွားကြည့်မိတာပေါ့အဲ့လူကတော့တခြားသူမဟုတ်ဘူးခန္ဓာကိုယ်တောင့်တောင့်ဖြောက်ဖြောက်နဲ့မင်းသားလေးလိုချောတဲ့သူတယောက်ပဲသူကရီမြောင်းဖုံးတန်တန်နေကြားတဲ့ကိုသူ့လက်မောင်းကြီးထည့်ပြီးတခုခုအတင်းဆွဲထုတ်ဖို့ကြိုးစားနေတာမျက်နှာမှာလည်းအယမ်းကိုအားဆိုင်ထားတဲ့ပုံစံနဲ့ပေါ့ခဏနေတော့အားဆိုပြီးအားကုန်တုံးလိုက်တဲ့အချိန်မှာသူဆွဲထုတ်လိုက်နေတာကခွေးပေါက်လေးတစ်ကောင်လေးညစ်ပတ်ပြီးနေတဲ့ရီမြောင်းလေးမှာပိတ်မိနေတဲ့ကောင်လေးကိုသူကကဲတယ်လိုက်တာကောင်မလေးခမရမှာကအန်ဟောလုံးလို့ပစံတောင်မပိတ်နိုင်ဘူးအဲ့ဒီလူကသူ့အင်ဂျီကိုချွတ်ပြီးခွေးလေးကိုပတ်ပေးလိုက်တယ်သူကခွေးလေးကိုပိုက်ပြီးမိုးထဲမှာပဲခန့်ခန့်ကြီးထွက်သွားပါလေတော့ကောင်မလေးကတော့သူ့နောက်ကနေအငယ်သားလေးကြံခဲ့တာ